ဆက်လန်းရက်စားမှာတော့ကောင်လေးတယောက်ကအနိုင်ကျင့်ခံနေရပါတယ်ဘယ်ကလေးမှသူ့ကိုမစော့ကြပဲသူ့ပဲလိုက်ချကြပါတယ်ပြီးတော့သူကရန်ဝန်းနေပါတယ်ပြီးတော့ဆရာတယောက်ကသူ့လာမေးပါတယ်ကြောက်ကောင်လေးမင်းပါလို့ငိုနေရလဲလို့ပြောလိုက်ပါတယ်ပြီးတော့ကောင်လေးကသူကရန်နှုတ်လို့လာကြောင်းဘယ်ကလေးကမှသူ့နဲ့မစော့ကြောင်းပြောလိုက်ပါတယ်ပြီးတော့ဆရာကသူ့ကိုလေးရင်ပြီးဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးတော့သူတို့နှစ်ယောက်အတူတူတွားလိုက်ကြပါတယ်ပြီးတော့ဆရာကသူ့ကိုအဲ့နေရာမှာတရားထိုင်ခိုင်းပါတယ်ပြီးတော့သူတို့နှစ်ယောက်လည်းတရားထိုင်နေကြပါတယ်ပြီးတော့ကောင်လေးကနှိမပြတ်ညံ့မပြတ်တရားထိုင်နေပါတယ်ပြီးတော့အဲ့ချိန်မှာပဲသူကစွမ်းအားကြီးစရလာအောင်လို့လေပြီးတော့ကောင်လေးကဘိန်းလုံးကြီးတစ်ခုနှစ်ခုတော့မနိုင်တော့ပါလေပြီးတော့လေးချင်းခန်းစလောက်ပါတော့လေပြီးတော့အဲ့ချိန်မှာသူစွမ်းအားရနဲ့ထိုးတဲ့လေးချင်းခန်းတွေကိုစလောက်ပါတော့လေပြီးတော့နိုင်ရတစ်ခုပါနှစ်ချမ်းခွဲအောင်ရိုက်နိုင်ပါပါတယ်ပြီးတော့ဆရာလည်းသူတကယ်လိုချင်တဲ့တပည့်လေးမျိုးရလာတော့ပါပြီဒါကတော့အပိုင်း1ဖြစ်ပါတယ်အပိုင်း2ကိုနှစ်ပြန်မှတင်ပြီးတော့ပါမယ်